ဘယ်သူပဲဖြစ်ဖြစ်အဋ္ဌိပတ်၄ပါးကိုကြာကြာနာနာပွားထားမယ်ကိုစီးနေတဲ့ရင်းသဖွဲအသုံးချလို့ရသည့်ထီအောင်အသုံးပြုထားမယ်အဋ္ဌိပတ်၄ပါးကိုမိမိရဲ့ဒီယတ္တိယာအဖြစ်အသုံးချထားမယ်အဋ္ဌိပတ်၄ပါးပေါ်မှာအမြဲတမ်းကိုယ့်ရဲ့စိတ်ကိုတိဆောက်ထားမယ်ကြာကြာနာနာအားထုတ်ထားမယ်ဆိုလို့ရှိရင်တဲ့အကယ်၍များသူဆန္ဒရှိလို့ရှိရင်လူရဲ့တက်တန်းတစ်ခုလူရဲ့တက်တန်းပြည့်အောင်နေလို့ရပါတယ်သို့မဟုတ်ကြောခြင်းအနည်းငယ်ကြော်လို့ရသေးတယ်ဆိုပါစို့လူတွေရဲ့တက်တန်းဆိုတာအခုခေတ်ပြောရတဲ့အခါမှာဘုရားလက်ထက်ကတက်တန်းဆိုတာအာယုကပ္ပလို့တက်တန်းဆိုတာတရားတန်းကိုပြောတာတရားတန်းဆိုတော့တရားမပြည့်ပဲနဲ့ဘဝအဆုံးမတတ်ဘူးတရားပြည့်သည့်ထီအောင်နေသွားတဲ့တက်တန်းစိတ်နေတယ်လို့ခေါ်တာပေါ့နော်တက်တရားတန်းမှာတက်တန်းစိတ်နေလို့ရတယ်သို့မဟုတ်ကြော်ပြီးတော့လေ120 130 150 160ဆိုတာလို့တက်တန်းကြော်ပြီးတော့လေနေလို့ရတယ်လို့အဋ္ဌိပတ်၄ပါးကြာကြာနာနာပွားပြီးတော့ဒီကိုယ်စိတ်ဓာတ်ကိုအခိုင်အမာပူပင်မှုတွေကင်းအောင်လှုပ်ထားပြီဆိုရင်စိတ်စွမ်းအားနဲ့အသက်ကိုဆွဲဆန့်လို့ရတယ်ဆိုတဲ့အကြောင်းကိုမြတ်စွာဘုရားဟောနော်အဋ္ဌိပတ်၄ပါးဆိုတာအလုံးကြားဖို့ကြတဲ့အတိုင်းသန္တာဝိရိယစိတ်ဓာတ်ဝိမာန်တလို့ဆိုတာသန္တာဆိုတာအသက်ရှည်ခြင်းနဲ့သန္တာဒီနေရာဝိရိယဆိုတာအသက်ရှည်ဖို့ကြိုးစားတယ်စိတ်ဓာတ်ဆိုတာစိတ်ဓာတ်ကြံ့ခိုင်မှုရှိတယ်ဝိမာန်တဆိုတာအသိပညာနဲ့အသက်ဉာဏ်ဆောင်ဆိုတာဝိမာန်တဆိုတဲ့အသိဉာဏ်နဲ့လောကလူတွေရဲ့အောင်မြင်ကြီးပွားနိုင်တာဟာဒီရည်ချင်း၄ရပ်ရှိရဘာပဲဖြစ်ချင်တဲ့ဆန္ဒဥစည်းပြီးတော့လောက်ကြတာရှိတယ်ဖြစ်ချင်တဲ့ဆန္ဒပေါ်မှာမူတည်ပြီးတော့ကြိုးစားအထောက်မှုဖြင့်ကြိုးပွားအောင်လုပ်ကြတာရှိတယ်ဝိရိယကြိုးစားအထောက်တဲ့အခါမှာအခက်ခဲဆိုတာကြုံတတ်တယ်အဲ့ဒီကြုံလာတဲ့အခက်ခဲတွေနဲ့ရင်ဆိုင်ရတဲ့အခါမှာလူရဲ့စိတ်ဓာတ်တွေဟာယိုယွင်းပြီးတော့တွန့်ဆုတ်သွားတတ်တာရှိတယ်အဲ့ဒါလို့မတွန့်ဆုတ်တော့ကြံ့ခိုင်တဲ့စိတ်ဓာတ်မတမအရေးကြီးတယ်ဒါကြောင့်မို့ကြံ့ခိုင်တဲ့စိတ်ဓာတ်လည်းရှိရဆန္ဒလည်းရှိတယ်ကြိုးလည်းကြိုးစားတယ်စိတ်ဓာတ်လည်းကြံ့ခိုင်တယ်ဘာလို့သေးတယ်လဲလို့ဆိုရင်စင်ကြင်တုံတရားအသိဉာဏ်ဆိုတဲ့စွမ်းအားဟာအကြီးမားဆုံးပဲဖြစ်တယ်ပေါ့အရာရာကိုအောင်မြင်စေနိုင်တဲ့ဒီစွမ်းအား၄ရပ်ကိုအဋ္ဌိပါဒအောင်မြင်ပြီးစီးခြင်းရဲ့အကြောင်းတရားဘယ်ကိစ္စမှာပဲဖြစ်ဖြစ်ဆန္ဒရှိရင်ကြံသမျှပြီးစီးတယ်ဝိရိယရှိရင်မဖြစ်နိုင်တာမရှိဘူးအလုံးဖြစ်နိုင်တယ်စိတ်ဓာတ်ကြံ့ခိုင်လို့ရှိရင်အလုံးပြည့်စည်တယ်ဝိမာန်တဆိုတဲ့အသိဉာဏ်ရှိရင်လည်းအလုံးပြည့်စည်တယ်လို့ဆိုတာအဋ္ဌိပတ်၄ပါးလို့ခေါ်တယ်ပေါ့ဘုန်းကြီးတို့ရဲ့တဏ္ဍာမှာရှိနေတဲ့ဆန္ဒတို့ဝိရိယတို့စိတ်ဓာတ်တို့ဝိမာန်တတို့ကိုကြံ့ခိုင်အောင်ခိုင်မာသည်ထိအောင်ကိုယ်လေးညင်တဲ့အရာတစ်ခုပေါ်မှာဆွဲမြဲကြံ့ခိုင်အောင်လေ့ကျင့်ပွားများထားမယ်ဆိုလို့ရှိရင်တဲ့ဒီပြင်အရာတွေအသာထားဒီပြင်လိုချင်တာတွေအသာထားအသက်တောင်မှဆွဲဆန့်ထားနိုင်တယ်လို့ဒီလိုဟောတာနော်အသက်တောင်မှပဲရှေးအောင်နေလို့ရတယ်ပေါ့ဆန္ဒရှိဓမ္မနဲ့သက်ရှည်ခြင်းတဲ့ပုဂ္ဂိုလ်တွေဟာအတော်နဲ့မသေးဘူးစိတ်လျှော့လိုက်ပြီဆိုလို့ရှိရင်မြန်သေးတယ်လူတွေမှာအဲ့ဒါမျိုးရှိတယ်နော်စိတ်လျှော့လိုက်ထွတာနဲ့တပြိုင်နက်မြန်သေးသွားတယ်ဆန္ဒဆိုတာအမြဲတမ်းအရေးကြီးတယ်ဒါကြောင့်မို့ပါဠိဘာသာနဲ့ရေးထားတဲ့စာအုပ်တွေထဲမှာသန္တဝတ္တောကိဏ္ဏမကမ္မနာသိစတိဆန္ဒရှိလို့ရှိရင်လုံးလို့မရတဲ့ကိစ္စဆိုတာမရှိဘူးအလုံးလုံးနိုင်တယ်ပေါ့အဲ့ဒါကိုအလျော်အင်္ဂလိပ်လိုပြန်လို့ရှိရင် wish makes the impossible possible လို့ပြောလို့ရတယ်နော် which makes the impossible possible ဆန္ဒဟာမဖြစ်နိုင်ဘူးဆိုတာကိုဖြစ်အောင်လုပ်နိုင်တယ်ပေါ့
makes the impossible possible လောကမှာဒါတော့မဖြစ်နိုင်ပါဘူးလို့ပြောကြတယ်မဖြစ်နိုင်ဘူးပြောတဲ့အရာဒီဆန္ဒရှိလို့ရှိရင်မဖြစ်နိုင်တဲ့အရာဒီဖြစ်သွားတယ်ဖြစ်ကိုဖြစ်လာတယ်ထို့တူပဲဝိရိယဟာလည်းမဖြစ်နိုင်ဘူးဆိုတာကိုဖြစ်အောင်လုပ်စိတ်ဓာတ်ကြံ့ခိုင်မှုကလည်းမဖြစ်ဘူးဆိုတာတွေဖြစ်လာအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကလည်းမဖြစ်နိုင်ဘူးလို့ထင်ကြတဲ့အရာတွေမှာဖြစ်လာဩစရာလို့ဒီလိုဆိုလိုတယ်ပေါ့လူတွေရဲ့စွမ်းအားဟာအမတမကြီးမားတယ်ပေါ့အဲ့ဒီသန္တာဝိရိယစိတ်ဓာတ်ဝိမာန်သလို့ဆိုတဲ့ဒီစွမ်းအားလေးချက်24ပစ္စည်းထဲမှာအဓိပတိပစ္စယောလို့ခေါ်တာအဲ့ဒီအဓိပတိပစ္စယောလို့ဆိုတဲ့အထက်မှာအဓိပတိတရားတွေကို၄ပါးဆိုတာလည်းပဲသန္တာဝိရိယဝိမာန်သစိတ်ဓာတ်ပဲပေါ့အဲ့ဒါကိုပြောတာအဲ့ဒီ၄မျိုးအဋ္ဌိပတ်၄မျိုးကိုကြာနာနာခိုင်ခိုင်မာမာအစင်တမ်းမြင့်အောင်ပွားထားမယ်ဆိုရင်တဲ့သူဟာအကယ်၍အသက်ရှိခြင်းတပတ်ဆိုလို့ရှိရင်အာယုတတံပြည့်အောင်နေလို့ရတယ်သို့မဟုတ်အာယုတတံကြော်သည်ထိအောင်နေလို့ရတယ်လို့မြတ်စွာဘုရားကအဲ့ဒီလို general နဲ့ပြောလိုက်တာဘသူရဲ့လို့ရည်ညွှန်းပြောတာမဟုတ်ဘသူပဲဖြစ်ဖြစ်ပွားထားလို့ရှင်အောင်မြင်နိုင်တယ်လို့ပြောပြီးငါဘုရားဟာအဋ္ဌိပတ်၄ပါးကိုကြာနာနာပွားထားပြီးသားဖြစ်တယ်ဒါကြောင့်မို့လို့ငါဆန္ဒရှိတယ်ဆိုရင်တက်တန်းစိတ်အောင်နေလို့ရတယ်သို့မဟုတ်တက်တန်းကြော်သည်ထိအောင်နေလို့ရတယ်လို့မြတ်စွာဘုရားရှန္ဒနာကိုရှုခင်းနေအလှပတွေကြည်ရင်ကနေပြီးဒီစကားပြောလိုက်တာဒီစကားပြောတာတခါတည်းမကောက်အဲ့လိုပြောတဲ့အခါကျတော့ရှန္ဒနာကဘာပြောမှမသိဘူးငေးနေတယ်မြတ်စွာဘုရားပြောတာကိုနားထောင်ပြီးတော့ငေးနေတယ်ခါတိုင်းမှာအလွန်တွက်လက်ချက်ချတဲ့ပုဂ္ဂိုလ်အဲ့ဒီအချိန်မှာငေးမောပြီးတော့နေတယ်တစုံတစ်ခုတွေးနေတဲ့ပုံစံမျိုးဘာပြန်ပြောမှမသိပဲနဲ့တွေးပြီးတော့နေတာအဲ့ဒါမြတ်စွာဘုရားဒီစကားကိုသုံးခါထပ်ပြောတယ်သုံးခါတိတိထပ်ပြောတယ်ငါသန္တာဝိရိယဝိမာန်သစိတ်ဓာတ်ဆိုတဲ့စိတ်ဓာတ်ဝိမာန်သဆိုတဲ့အဋ္ဌိပတ်၄ပါးကိုကြာနာပွားပြီးသားဖြစ်တယ်ဆိုတာသုံးခါထပ်ပြောတယ်သုံးခါထပ်ပြောလည်းပဲရှင်အနန္ဒာကငေးမောနေတယ်ဘာမှပြန်မရှောင်ဘာဖြစ်လို့ငေးမောနေသလဲလို့ဆိုလို့ရှိရင်အဲ့ဒီအချိန်မှာမြတ်စွာဘုရားနဲ့ရှင်အနန္ဒာအနီးမှာမမြင်ကွယ်တဲ့နေရာမှာမဏ္ဍကရောက်နေတဲ့မဏ္ဍကရှင်အနန္ဒာကိုဘလို့နှောက်ယှက်ထားတော့ဆိုတော့ရှင်အနန္ဒာရဲ့မြင်ကွင်းထဲမှာသူကကြောက်ဝဲဖွဲ့ရာအာယုန်တစ်ခုပြထားတယ်နော်ဖန်ဆင်းပြီးတော့ပြထားတယ်မြတ်စွာဘုရားမိန့်တဲ့စကားအပြင်မှာကြောက်ဝဲဖွဲ့ရာမြင်ကွင်းတစ်ခုကိုသူမြင်ပြီးတော့အဲ့ဒါကြီးကိုစိတ်ကဒီစိတ်ဝင်စားပြီးတော့ကြည်နေတယ်ဘာကြီးပါလိမ့်လို့ကြည်နေတဲ့အချိန်မှာမြတ်စွာဘုရားပြောလိုက်တဲ့အဓိပ္ပာယ်ကိုနားလည်နိုင်စွမ်းမရှိဘူးပေါ့အဲ့ဒါကိုမနကစိတ်ကိုနှောက်ယှက်ထားလို့နားမလဲတာတာမန်ပုဂ္ဂိုလ်တွေကြတော့ကြောက်စရာအာယုံကိုပြထားတာနဲ့အဲ့ဒီပဲစိတ်ကငေးမောပြီးတစ်ဖက်ကလွတ်ကိုပြောတဲ့ဆိုတဲ့အတန်တွေလွတ်ကိုအေးအစွမ်းတတ္တိမရှိတဲ့အရိယာပုဂ္ဂိုလ်မဟုတ်ဘူးတာမန်ပုဂ္ဂိုလ်ဆိုလို့ရှိရင်မနတ်ပြတဲ့အယုတ်ကမနတ်ကကြောက်စရာအာယုံကိုပြတဲ့အခါလူတွေကကြောက်စရာကိုမြင်လူတွေရဲ့သဘာဝဘာဖြစ်တုံးဆိုမျက်လုံးကြီးပြူးလာတယ်ပါးစပ်ကြီးဟလာတယ်ကြောက်တာကိုမြင်လို့ရှိရင်အဲ့တိုင်းပဲဒါဘသူပဲဖြစ်ဖြစ်သူရောကိုရောမျက်လုံးကြီးပြူးလာလိမ့်မယ်ပါးစပ်ကြီးဟလာလိမ့်မယ်အဲ့ဒီအချိန်မှာမနတ်ကဘာလုပ်လဲဆိုရင်ဟထားတဲ့ပါးစပ်ကနေပြီးတော့နှိုက်ပြီးနှလုံးသားကိုသွားခြေတယ်အဲ့ဒီကြတော့ဘာဖြစ်ယူသွားတယ်ဆိုတာအဲ့ဒါလိုဖြစ်တာရှင်နန္ဒာကိုတော့အဲ့လိုယူအောင်တော့မလုပ်နိုင်ယူအောင်မလုပ်နိုင်ပေမဲ့လို့စိတ်မဝင်ဘုရားဟောပြောနေတဲ့စကားတွေကိုအမတ်တမဲ့ဖြစ်သွားအောင်ကြောက်เสียအာယုန်တစ်ခုနဲ့လမ်းလွှဲပေးထားတယ်ဒါနဲ့ရှင်နန္ဒာဟာဘာတစ်ခုမှမလျှောက်ဘဲနဲ့ငေးမောနေတဲ့အချိန်မှာမြတ်စွာဘုရားကအနန္ဒာသွားတော့လွတ်လိုက်တာနော်ကဲတဏှာသွားပြီးတော့နေချီတော့လို့ဆိုရှင်နန္ဒာအဲ့ဒီမှာဘုရားကိုရှိခိုးပြီးသူကခလလန်တဏှာသွားထိုင်နေတယ်